တင်းလာသားသမီးများအတွက်ဆရာတို့တပတ်တက်ကကျွန်တော်ဖြစ်တယ်အဲ့တော့အခုဒီကနေ့မိတ်တွေကလေတင်းလာသားသမီးတွေကလည်းဒီတပတ်ထဲမှာနေမှာဆရာတို့เนาะဒီမှာပြောမယ်ဆိုလို့ရှိရင်လူသစ်စိတ်သက်နဲ့ကိုပြပြတာရှေ့ဆက်မယ်ကာလဖြစ်တယ်เนาะအဲ့တော့ဥဆောင်ရမယ်ဆောင်ရွက်ရမယ်ပြတ်သားရမယ်เนาะပြောညံ့နေလို့မရဘူးအချို့ကိစ္စတွေမှာလှုပ်ဝက်စာဆောင်ရွက်ရမယ်နေမနာညာမှာဆောင်ရွက်ရမယ်စူးစမ်းမယ်ကာလဖြစ်တယ်အောင်ပွဲလဲဆင်ရမယ်ခြေလဲဒါအဆင်ပြေမယ်တားရလာမယ်เนาะခြေကတော့ကောင်းတော့ပြောမနေနဲ့เนาะပြောမယ်ဆိုကိုဆန်းလင်းပွင့်တယ်ပေါ့เนาะဟိုတတိထားမှာကခြေမှာတက်ဆာရှိဖို့လိုအပ်တယ်เนาะအဲ့လိုမှမဟုတ်ဘူးကိုလာပတ်သက်တဲ့လူမှန်သမျှကိုကပြန်ပြီးတော့เนาะပတ်သက်မယ်ဆိုလို့ရှင်တော့ဒါပရိပခိုင်ဖြစ်လာနေတာပေါ့အဲ့တော့ဒါတော့တက်ဆာရှိပြီးတော့ရှေ့ဆက်ပါပုံမှန်ထက်ပိုချစ်ပါကျူဆိုင်ပါเนาะပြီးတော့ဒါလုပ်ငန်းကံလေးတွေလည်းဒါအောင်မြင်တဲ့ result အောင်မြင်တဲ့ရလဒ်တွေရရှိလာမှုများတယ်เนาะဝေးကြီးမှာဆိုရင်လည်းဒါအဆင်ပြေတတ်တယ်အဲ့တော့ကိုကဒီကာလမှာကတော့ဟိုပြောမှဆိုတော့အောင်မြင်မှုကိုခံစားလဲခံစားရမယ်အောင်မြင်မှုအတွက်လည်းတေချာစူးစမ်းရမယ်ပိတ်ဆက်เนาะဆိုရရှိရမယ်လုံးလောက်ရှိရမယ်ဒူပေတံပေခံရမယ်နင်နာခံရမယ်ဒါမျိုးတွေရှိเนาะအဲ့တော့ comment မှာเนาะအောင်မြင်ပြီဆိုရေးသွားပါเนาะတကယ်လို့မိမိတို့တည်တတ်မေးချင်တာရှင်ဆက်စီမှာလာမလို့ရတယ်ဒီလိုလည်းကဲ share လုပ်သွားပေးပါချစ်စမဲတင်ပါတယ်အားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ